2026နှစ်သက်မှာပဲချန်ပီယံခပတ်ကာကွယ်ပွဲနဲ့အတူအခြေသတင်းတွေပါပေါ်ထွက်လာတဲ့ဂျော့ရှွာဘန်2025ခုနှစ်မှာတော့မြန်မာကိုစားပြုချင်းဖိုင်တာ2ဖြစ်တဲ့ဂျော့ရှွာဘန်ရဲ့ချန်ပီယံခပတ်လူပွဲကြီးကိုကျမတို့အားလုံးရင်ခုန်စွာနဲ့ကြည့်ရှုခဲ့ကြရတာဖြစ်ပြီးတော့ဂျော့ရှွာဘန်တယောက်အောင်မြင်စွာနဲ့ပဲ flyweight တန်းရဲ့ချန်ပီယံခပတ်ကြီးကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်ရှင်ဒါကြောင့်မဲ့မြန်မာပြည်ပွားကမ္ဘာချန်ပီယံ2အဖြစ်ထိုက်တန်စွာနဲ့ပေါ်ထွက်လာခဲ့ရပါတယ်နောက်ထပ်လည်းဂျော့ရှွာဘန်လိုမျိုးအရင်ချင်းရှိတဲ့ဖိုင်တာများစွာထွက်ပေါ်စီခြင်းနေကြသလိုဂျော့ရှွာဘန်လိုမျိုးပဲမြန်မာပြည်ပွားချန်ပီယံတွေကိုပြည်သက်တွေကတော့မျှော်လင့်နေကြတာကတော့အမှန်ပါပဲရှင်အသက်24နှစ်သာရှိသေးတဲ့ဂျော့ရှွာဘန်ကသူအခုလက်ရှိကစားနေတဲ့ UFC လို့စစ်မြစ်ထက်မှာနောက်ထပ်သောတခြားသောမြန်မာဖိုင်တာတွေကိုလည်းလက်တွဲခေါ်ဖို့အတွက်ဆန္ဒရှိနေတယ်လို့သိရပါတယ်အသက်ငယ်ပေမဲ့စိတ်ထားမြင့်မြတ်သလိုရင်းချက်မှုရှိတဲ့ဂျော့ရှွာဘန်ကိုပြည်သက်တွေအားလုံးကလည်းလေးစားချစ်ခင်နေကြရတာဖြစ်ပါတယ်လက်တလုံးမှာတော့ချင်းဖိုင်တာလေးဂျော့ရှွာဘန်ရဲ့ချန်ပီယံခပတ်လူပွဲကြီးနဲ့အတူသူ့ရဲ့အခြေသတင်းကအွန်လိုင်းပေါ်မှာပြန့်နှံ့နေခဲ့တာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဂျော့ရှွာဘန်ရဲ့အခြေသတင်းအကြောင်းကိုပြပြပေးချင်ပါတယ်နော်။ဆိုရှယ်မီဒီယာမှာအခုလက်ရှိသတင်းထွက်နေတာကတော့ဘန်မှာချစ်သူတွေ့နေပြီးဂျော့ရှွာဘန်နဲ့လူမျိုးတူချင်းတိုင်းရင်သူအချောလှလေးတယောက်ဖြစ်ပြီးတော့ချန်ပီယံကြီးကတော့ချင်းမလေးအလှတရားတွေကိုကျွေးစင်းသွားတယ်ဆိုတဲ့သတင်းတစ်ပုဒ်ပါပဲရှင်။ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဂျော့ရှွာဘန်ကိုအားပေးနေကြတဲ့မိန်းကလေးပရိသတ်တွေကတော့အသေးကွေးကြရတဲ့အထိပါဒါပေမဲ့တေချာနာတစ်ခုကတော့ဂျော့ရှွာဘန်ကအခုအချိန်ထိချစ်သူကြီးစားမရှိသေးပါဘူးတဲ့ရှင်အားလုံးသဘောတူနေကြတဲ့မြန်မာပြည်ရဲ့ထိတ်တန့်မသမီးကျော်မိုးဟီကိုနဲ့ဆိုတာကလည်းမောင်နှမတွေလိုအိုင်ရောတယောက်လိုမျိုးအပြန်အလှန်အားပေးနေကြတဲ့ဆက်ဆံရေးတစ်ခုပါမွေးကိုနဲ့ဆက်ဆံရေးကိုလည်းအားလုံးကသဘောတူကြသလိုတချို့တွေကြတော့လေအသက်အရွယ်ကွာဟမှုကြောင့်ကန့်ကွက်နေကြတာပါအခုလက်ရှိမှာလည်းဂျော့ရှွာဘန်ရဲ့အခြေသတင်းကချင်းမလေးတယောက်နဲ့ဆိုပြီးတော့အွန်လိုင်းပေါ်မှာပြန့်နှံ့လာပြန်ပါတယ်တကယ်တော့ဂျော့ရှွာဘန်နဲ့ချင်းမလေးတို့ရဲ့ဓပုံတွေကတော့ AI နဲ့ထုတ်ထားတဲ့ပုံတွေဖြစ်ပြီးတော့သတင်းအမှားဖြန့်တဲ့သဘောမျိုးဖြစ်နေပါတယ်ဂျော့ရှွာဘန်မှာချစ်သူတကယ်ရှိသွားပြီဆိုတဲ့အထင်နဲ့ဝမ်းနေကြတဲ့မိန်းကလေးပရိသတ်တို့အတွက်တော့ဒီသတင်းကတကယ်မဟုတ်လို့စိတ်လွတ်ကိုလွတ်ကြီးနဲ့ဂျော့ရှွာဘန်ကိုအရင်ကချက်ပို့ပြီးတော့အားပေးနိုင်ပါတယ်လို့လည်းသတင်းကောင်းလေးပါလိုက်ပြစီနော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဂျော့ရှွာဘန်ရဲ့ချန်ပီယံခပတ်ကောက်ပွဲပါရှင်ဘန်တရား flyweight တန်းရဲ့ချန်ပီယံခပတ်ကိုဘန်တို့ကြစီကနေလူယူအပြီးမှာတော့ flyweight တန်းရဲ့တခြားသောဖိုင်တာတွေရဲ့လေဂျန်တိုက်စိန်ခေါ်မှုတွေကိုစက္ကမလက်ခံရရှာပါတယ်ဒါကြောင့်လဲဂျော့ရှွာဘန်ကစိတ်တူလာတဲ့အနေနဲ့ကြိုက်တဲ့သူလာခဲ့ UFC ကပွဲတက်ပြီးတဲ့ဘသူကိုမဆိုဘင်းမို့အစင်သိမ့်မဲ့ဆိုပြီးတော့ပြန်လဲစိန်ခေါ်ထားတာကိုတွေ့ရပါတယ်ဒါကြောင့်ကျမတို့မြန်မာပြည်သက်တွေအနေနဲ့ဒီ2026ခုနှစ်အတွင်းမှာပဲဂျော့ရှွာဘန်ရဲ့ချန်ပီယံခပတ်ကာကွယ်ပွဲကြီးကိုဒီနောက်ဝက်အနေနဲ့စီစဉ်ပေးပါလိမ့်မယ်ရှင်ဂျော့ရှွာဘန်နဲ့ဘန်ဒူဂျာတို့ရဲ့ပွဲကတော့အခုလက်ရှိမှာတော့မဖြစ်နိုင်သေးပါဘူးဂျော့ရှွာဘန်ကိုမကျေနပ်ပဲဒရက်ဆက်စိန်ခေါ်နေတဲ့မာနကတ်နဲ့များဖြစ်နေမလားလို့တော့ခံမှန်းရပါတယ်ပြည်သက်ကြီးတို့ရောဂျော့ရှွာဘန်ရဲ့ပထမဆုံးချန်ပီယံခပတ်ကာကွယ်ပွဲအတွက်ဘယ်သူနဲ့ပွဲတက်ပေးလိမ့်မယ်လို့ထင်ကြပါလဲထင်မြင်ချက်လေးတွေကိုအောက်ကကွန်မန့်မှာရေးသားပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ channel လေးကိုလည်း like and subscribe လေးမလုပ်ထားရသေးဘူးဆိုရင် like and subscribe လေးလုပ်ထားပေးပါအောင်ရှင်